စစ်သားတယောက်သည်သူ၏ခွေးနှင့်အတူစစ်အခြေဆိုင်စခန်းသို့ရောက်ရှိလာခဲ့သည်အရာရှိကခွေးကိုမြင်သည်နှင့်တပြိုင်နက်ဒေါသတကြီးဖြင့်ဒါဘသူခွေးလဲဟုမေးမြန်းလေသည်စစ်သားမှထိတ်လန့်သွားပြီးကျွန်တော်ခွေးပါခင်ဗျာဟုပြောဆိုကာအမြန်လေးပြုလိုက်သည်ထိုအချိန်မှာပင်ခွေးလေးသည်လည်းစစ်သားကိုအတူယူကာအတူတူလိုက်၍အလေးပြုလိုက်သည်ရင်းကိုမြင်လိုက်ရသောအခါအရာရှိမှအံ့အားသင့်သွားခဲ့သည်သူသည်စစ်သားကိုအပြစ်ပေးရန်ကြံရွယ်ထားတော်လဲခွေးလေး၏လိမ္မာပါနှံ့မှုနှင့်အပြစ်ကင်းစင်မှုကိုမြင်တွေ့ပြီးနောက်ကျုံးရဲကခွေးကိုဆက်လက်မွေးမြူခွင့်ပေးလိုက်လေသည်ရက်အနှဲငယ်အတွင်းမှာပင်ခွေးလေးသည်လည်းစစ်တင်တန်းများကိုစတင်တက်ရောက်ခဲ့သည်9 ကီလိုမီတာအပြည့်လေးချိန်ကန်တွင်တစ်ချိန်မျှမရက်နာပဲပြေးနိုင်ခဲ့သလိုစူဂျိုတာအစီးများအောက်မှလည်းလွယ်လွယ်ကူကူသွားနိုင်ခဲ့သည်သူသည်ကြီးစံတန်းများနှင့်ပောက်ကွဲတန်းများကိုလည်းလုံးဝမကြောက်ပေတနက်ပြည့်လေးချိန်ကန်များလှုပ်ဆောင်ပြီးတိုင်းစစ်သားများသူတို့၏ရလက်ကိုကြည့်နိုင်ရန်အတွက်ပြစ်မှတ်စက်ကူများကိုကပ်ယူပေးလေရှိသည်တနေ့တွင်အရာရှိကခွေးလေးအကြောင်းပြောဆိုနေစဉ်ရုတ်တရက်သတင်းတစ်ခုရောက်ရှိလာသည့်အခြေအနေမှာအလွန်စိုးရိမ်ရသည့်အနေအထားသို့ရောက်ရှိသွားခြင်းပင်ဖြစ်ပြီးခွေးလေးသည်သူ၏တခင်နှင့်အတူစစ်မြေပြင်သို့လိုက်ပါသွားခဲ့သည်နေရာအနှံ့တွင်မိခိုးလုံးများနှင့်အန္တရာယ်များဝိုင်းနေတော့လဲခွေးလေးမှလုံးဝမကြောက်ပေသူသည်ရင်းကိုမိမိကိုယ်ကိုတက်တည်ပြရန်အခွင့်အရေးတစ်ခုခုမှတ်ယူခဲ့သည်ညဘက်တွင်လည်းရိတ်ခါလာခိုးသောကြွများကိုလိုက်လံမောင်းထုတ်ပေးပြီးစစ်မြေပြင်တွင်လည်းသူ၏အားကောင်းသောအနံ့ခံအာရုံကိုတုံးပြကမြေအောက်တွင်ပိတ်မိနေသောစစ်သားများကိုရှာဖွေပေးခဲ့သည်နောက်တနေ့တွင်သူသည်တခင်နှင့်အတူလှုပ်ဝက်တာဝန်တစ်ခုထွက်ခဲ့သည်ထိုစဉ်ရန်သူကရုတ်တရက်တိုက်ခိုက်တော်မူကိုသိရှိသွားကြသည်သူတို့နောက်ဆုတ်ရန်ပြင်ဆင်နေစဉ်လမ်းတွင်ရန်သူစစ်သားတအုပ်နှင့်တိုးလေတော့သည်ထိုအချိန်တွင်ခွေးလေးသည်သူ၏တခင်ကိုမြေကြီးပေါ်သို့တွန်းလှဲလိုက်ပြီးကြီးစံတံမှကဲတင်ပေးခဲ့သည်ယခုအခါမျောလင်းချက်တစ်ခုတည်းသာရှိတော်သည်ခွေးလေးသည်ဤတရီပေးချက်ကိုစခန်းသို့အရောက်ပို့ပေးရမည်ဖြစ်သည်တခင်ဖြစ်သူကခွေးလေးကိုအစိမ့်ငွေကမျက်နှာဖုံးကိုပြလိုက်ရာခွေးလေးမှချက်ချင်းနားလဲသွားသည်သို့သောအစိမ့်ငွေများမှပြန့်နှံ့နေပြီဖြစ်သည်ခွေးလေးသည်စခန်းသို့ပြေးသွားပြီးအရာရှိအနီးတွင်အကျယ်ကြီးဟောင်ပါတော့သည်အရာရှိမှတရီပေးချက်ကိုနားလဲသွားပြီးလူတိုင်းကိုမျက်နှာဖုံးများဝတ်ဆင်ရန်အမိန့်ပေးလိုက်သည်ထို့နောက်ခွေးလေးသည်အနီးရှိရွာတရွာသို့ပြေးသွားပြီးကောင်းကင်ကိုကြည့်ကာဟောင်ပြန်သည်ရွာသားများမှအန္တရာယ်ကိုနားလဲသွားပြီးမျက်နှာဖုံးများအမြန်ဝတ်ကာတကားနှင့်သတင်းပေါက်များကိုပိတ်လိုက်ကြသည်အခြားတစ်ဖက်တွင်လည်းခွေးလေး၏တခင်နှင့်ဖွဲ့သားများသည်ဂိုဒေါင်တစ်ခုအတွင်းပုံအောင်နေကြသည့်ခွေးလေးအတွက်တီးတက်မျက်နှာဖုံးမရှိသဖြင့်စစ်သားတအုပ်ကပူဝါဖြင့်ယာယီမျက်နှာဖုံးပြုလုပ်ပေးလိုက်ရာအားလုံးအသက်ရှင်လွတ်မြောက်သွားခဲ့ကြသည်ရွာသားများကခွေးလေးကိုကျေးဇူးတင်ကြပြီးသူ၏အတွက်အထူးကြခင်အင်ဂျီတစ်ထည်ကိုပြုလုပ်ပေးခဲ့ကြသည်အရာရှိကလည်းယခုအခါခွေးများအတွက်ပါအစိမ့်ငွေကမျက်နှာဖုံးများပြုလုပ်ပေးရန်အမိန့်ထုတ်ပြန်လိုက်သည်အချိန်တန်ကြာသောရန်သူကထပ်မံတိုက်ခိုက်ပြန်သည်နေရာအနှံ့ဘုံများကျလာသည်လက်ပစ်ဘုံတစ်လုံးမှကျင်းထဲသို့ကျလာရာစစ်သားတအုပ်မှကြောက်လန့်တုန်ရင်သွားခဲ့သည်ခွေးလေးမှရှေ့သို့တိုးသွားပြီးလက်ပစ်ဘုံကိုကိုက်ကစစ်သားများနှင့်ဝေးရာသို့တဲထုတ်သွားပေးခဲ့သည်ခွေးလေးကိုဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ရသည်သူသည်မကြာမီပြန်လည်သက်သာလာပြီးခွင့်ရရှိခဲ့သည်ဗိုလ်ချုပ်ကြီးကခွေးလေးကိုဂုဏ်ပြုကာစာချင်းအဆင့်ခန့်အပ်လိုက်သည်အရာရှိကပြုံးပြီးအခုဆိုရင်ဒီခွေးကငါထက်တောင်ရာလူကြီးနေပြီဟုပြောဆိုခဲ့သည်စစ်ပွဲပြီးဆုံးသောအခါခွေးလေးသည်ရွာသို့ဘေးကင်းစွာပြန်ရောက်သွားပြီးစစ်မှန်သောသူရဲကောင်းတအုပ်ဖြစ်လာခဲ့ပါတော့သည်